โอเคကျွန်တော်တချင်းဆိုရင်အခက်ဆုံးကဘာလဲဆိုရင်ကျွန်တော်ကမုတ်မယ်เนาะမုတ်နဲ့တချင်းဆိုတာအခက်ဆုံးပဲဘာလို့လဲဆိုတော့ကျွန်တော်လူတိုင်းကလက်ကွက်တွေကိုကင်ပြီးတော့တချင်းဆိုနိုင်တယ်လက်ကွက်တွေရရင်ကျွန်တော်ဆိုလို့ရတယ်တီးတက်တာလည်းကျွန်တော်တို့ကလူတိုင်းတီးလို့ရှိရင်ဆိုလို့ရတယ်ပေါ့เนาะတချင်းလည်းရမယ်ဆိုရင်အားလုံးအဆင်ပြေဒါပေမဲ့ကျွန်တော်တို့ကနောက်ထောင်လို့ကောင်းသည်မကောင်းသည်ဆိုတာအနုပညာဖြစ်တဲ့အတွက်ကျွန်တော်ရင်ဘတ်တွေကနေခန်းစားပြီးတော့ပုံဖော်ရတယ်ပေါ့เนาะခန်းစားပြီးတော့ကျွန်တော်ထုတ်နှုတ်ရတယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ကအခက်ဆုံးပဲအဲ့လိုမျိုးမုတ်သွင်းပြီးတော့ဆိုတာအခက်ဆုံးပဲပေါ့နော်ဒါကြောင့်ကျွန်တော်ကစိတ်ခံစားချက်လေးနဲ့တချင်းဆိုတတ်ဖို့ကတကယ်ကိုအရေးကြီးတယ်ပေါ့နော်ပါဇက်ကနေအတန်ကောင်းတာရယ်စွတ်အော်နေရောပေါ့နော်အတန်တွေကကောင်းပြီးတော့တကယ်နားထောင်တဲ့အခါမှာပေါ့ပြီးတော့ပေါ့နော်နားထောင်ရတာအရသာမရှိဘူးခံစားရတယ်ဥပမာတချင်းတစ်ပုတ်ကခံစားချက်နဲ့ငိုခြင်းတဲ့တချင်းမျိုးပေါ့နော် feeling နဲ့တချင်းမျိုးကိုကျွန်တော်တို့ကပျော်ပြီးတော့ဆိုနေတယ်လို့ဖြစ်နေတခါလေကြာရင်ပေါ့နော်အဲ့တော့စီးရက်တွေကမြန်သွားတာမျိုးဖြစ်တယ်တန်ဖိုတွေကိုမထိန်းတာမျိုးတွေဖြစ်တယ်အဲ့လိုမျိုးတွေမှာဆိုရင်ခံစားရတဲ့ရတာပေါ့သွားတယ်ပေါ့နော်ဒါကြောင့်မလို့အတက်နိုင်ဆုံးတော့ကျွန်တော်တို့ကမူရင်းတချင်းပေါ့နော်သူများတချင်းကိုဆိုတဲ့အခါမှာရန်ကိုတာဝန်ကြီးတယ်ပေါ့နော်ပြောချင်တာတချင်းကောင်းရင်ပိုတော်မှကျွန်တော်တို့ကအန်ရည်များတယ်ပေါ့နော်တာဝန်ပိုကြီးတယ်သူ့တချင်းကိုပို့ပြီးတော့ကောင်းအောင်ကိုကဆိုနိုင်မှကောင်းမှာနှမို့ဆိုလဲသူ့လောက်နီးနီးကျွန်တော်တို့ကောင်းအောင်လုပ်ပြီးတော့ဆိုရမှာပေါ့နော်စူးစမ်းပြီးဆိုရမှာအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဖြစ်တယ်လို့ဆိုလိုက်မယ်ဖြစ်တယ်လို့လုပ်လိုက်မယ်ဆိုရင်တကယ်မှမကောင်းဘူးပေါ့နော်ကျွန်တော်တို့ရေးရှိမှဆိုရင်ဒါနာမည်ပြတ်နိုင်တယ်ပေါ့မကောင်းဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်ကထိန်းရမယ်ပေါ့ဆိုတော့ခုနောက်ပိုင်းမှာဒီ cover sound တွေဆိုတဲ့လူတွေတော်တော်များလာတယ်လीနော်အဲ့ဒါကြောင့်မလို့ပို့ပြီးတော့ကောင်းအောင်တီးတာမျိုးတွေလည်းရှိလာတယ်အရင်တော့ instrument တွေတီးတာထက်ပြန်ပြီးတော့ပဲဒီခေတ်မှာပြန်ဆိုတယ်ပေါ့နော်အဲ့တချင်းတွေကိုဒါပေမဲ့ပို့ကောင်းအောင်သူတို့လုပ်ပြီးတော့မှဆိုတယ်ပေါ့နော်စူးစမ်းအထောက်ပြီးတော့မှဆိုရဲလို့တော့ကျွန်တော်ကဂုဏ်ယူတယ်ပေါ့နော်အဲ့လိုဆိုတော်ကြီးလည်းအများကြီးရှိပါတယ်လို့ဟုတ်ကဲ့ဒါကတော့ကျွန်တော်ကတချင်းဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့မှအခက်ဆုံးအရာဘာလဲဆိုတော့ကျွန်တော်ပြောပြတာပေါ့နော်မုတ်နဲ့ဆိုတာအခက်ဆုံးပဲဒါကြောင့်တချင်းကိုကျွန်တော်တို့ကမဆိုခင်အရင်ဆုံးရအောင်ရင်လုပ်ရမယ်ဒီတချင်းကိုပေါ့နော်ဆိုမဲ့တချင်းကိုကျွန်တော်ရအောင်လုပ်ရမယ်ရအောင်လုပ်ပြီးဆိုမှကျွန်တော်တို့လက်ကွက်လဲရပြီလက်ခက်လဲရပြီဆိုတော့မှအဲ့တချင်းကိုကျွန်တော်တို့စပြီးဆိုရမယ်ဆိုတဲ့အခါမှာအဲ့ဒီတချင်းကိုကျွန်တော်တို့ကဆိုဖို့အတွက်ပေါ့နော်အနည်းဆုံး10ချိန်15ချိန်လောက်နားထောင်ထားရမယ်ဥပမာဒီလိုပေါ့နော်ကျွန်တော်အခုနားထောင်နေရနေကြည်နိုင်ရင်ပြမကိုဖုတ်ကရဲ့နေကြည်ထိတ်ထားဆိုတဲ့တချင်းပေါ့နော်လေယာမြင်မိမမိုက်တွေယေစုတဲလိုက်ကိုချင်းသူနဲ့ကျွန်တော်နဲ့ကတန်းနဲ့ပဲတချင်းဆိုတယ်နော်ဥယျာဉ်ပန်းကင်လဲမှာသူရဲ့ကျွန်တော်ရက်တယ်ဒီညာပဲရင်မှာမတန်တဲ့ပန်းလေးတွေဆွဲလဲရင်ခံစားနေရှာပြေတာလွန်ဝေဝေအဲ့ဆိုရင်ဘီကိုလိုက်မယ်4 1 2 3 1 2 3 4 1 2 3 4 1 2 3 4နှစ်ပါ1 2 3 4သုံးပါ1 2 3 4လေးပါအဲ့မှာတွေ့လားကျွန်တော်အလဲမှာလေးပါခုနကတော့ verb 1မှာ၄ပါးအလယ်မှာဆိုလိုလိုမျိုးဝင်ပြီးဆိုမှအခုနေပြုံးဆိုပြီးအဲ့လိုမျိုးကျွန်တော်လိုက်မှတ်တာเนาะဒါလေးကလည်းကျွန်တော်တို့အခုလိုအခြေခံကိုလေ့လာပြီးသင်တဲ့လူတွေအတွက်နားကိုကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ရမယ်ပေါ့เนาะဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးတွေကိုအခုနောက်မှကျွန်တော်ရိုက်ပြီးတာပေါ့เนาะအခုဆိုရင်ကျွန်တော်ညီကိုတွေကသချင်းလက်တိတက်နေပြီဆိုတော့နားလည်လွယ်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะလာမေအတီးပါရင်ခွေညိုးလုံးနေခပ်ပြီးရာဇတ်တင်မြတ်နိုင်ရှာခဲ့ဒီလူသားချစ်မိသမျှလက်စိတ်ခံမယ်ဒါရီကိုအဲ့ကျွန်တော်တို့ကတချင်းကိုတခြားရလားမရလားဆိုတာတချင်းကိုကျွန်တော်တို့ပိတ်ပြီးတော့ဆိုလဲသူနဲ့ကျွန်တော်တို့ကတူတူပဲဖြစ်ရမှာမြန်သွားလည်းမဖြစ်ကောင်းနှေးဝလည်းမဖြစ်ကောင်းအဲ့ဒါကြောင့်မို့ကျွန်တော်ဆက်အောင်ဆုံးကျွန်တော်ညီကိုတွေလေ့ကျင့်တဲ့အခါမှာကျွန်တော် metronome ကိုတောက်ဖွင့်ပြီးတော့ကျင့်ဆိုတာကျွန်တော်အဲ့လိုမျိုးတိုင်မင်နေနားမှာရှင်ပြီးတော့လိုက်ဆိုတောက်အောင်လို့ပေါ့နော်โอเคကျွန်တော်ပြောပြမယ်နော်လမ်းဝေဝေကျွန်တော်ပိတ်လိုက်ပြီးတော့ပြန်ဆိုပြမယ်နော်ချေယူခူသွားတော့ဥယျာဉ်မှုကိုဘဝပါလေတာတူ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 ကျွန်တော်ရက်ပြီးတော့ပြန်ဆိုပြမယ်နော်နေအပြောင်းရမြန်နာလာမေအတီးပါရင်ခွေညိုးနွမ်းလို့နေခပ်ပြီးတူတူရဲလားရာဇနာတင်မြတ်မရှာခဲ့ပြပိတ်ပြမယ်ဒီလူသားချစ်မိသမျှလက်စင်ခံမယ်ဒါရီကိုထိတ်ထားတူတူပဲသိပါစေData တိပါစေ Data တိပါစေ Data
တီပါစေအဲ့လိုမျိုးကျွန်တော်တို့နော်တန်းနဲ့ဖြစ်ရတယ်နော်ကျွန်တော်ပိတ်လိုက်ပြီးမဲ့လေနော်ထေထားတီပါစေရက်လိုက်လို့မရဘူးအေးထားတီပါစေထေထားတီပါစေထေထားတီပါစေအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကတချင်းတွေကိုအဲ့လိုမျိုးရအောင်ကျွန်တော်လေ့ကျင့်ထားဖို့လိုတယ်အဲ့ဒါမှ तू ရက်ရင်ကျွန်တော်တို့ကမစိုးရဘူးလေပါဇက်ကမစိုးဘဲနဲ့ तू ဆိုလိုပိုက်တင်ကျွန်တော်တို့လိုက်ပြီးတော့တီးရမှာပေါ့ဟုတ်တယ်မလား तू စပြီးဆိုလို့ရှိရင်ကျွန်တော်တို့လည်းစပြီးတော့လိုက်ဆိုရမှာပေါ့အဲ့ဒါမှကျွန်တော်တို့ကတချင်းနဲ့ညီမှာဖြစ်တယ်ပေါ့နော်တချင်းကိုကျွန်တော်ဆိုတက်ဖို့အတွက်ကိုနောကြေအောင်ဒီတချင်းကိုကြေညက်အောင်ကျွန်တော်နားထောင်ထားဖို့လိုတယ်ဆိုတာကိုကျွန်တော်ညီကိုတွေကိုပြောပြတာဖြစ်ပါတယ်โอเคပါအလုံးတချင်းပို့ပြီးတော့ကောင်းကောင်းဆိုတက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် fighting ပါ